Joshua ပဲမင်းအချိန်ဆွဲမနေနဲ့ကွာပွဲထိုးဖို့စာချုပ်မှာလက်မှတ်ထိုးလိုက်စမ်းပါဆိုပြီးရာဇသန်ပေးလာတဲ့ချန်ပီယံဟောင်းပန်တိုဂျာအားလုံးပဲမင်္ဂလာပါ Martial Academy Channel ကနေပရိသတ်အားလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Martial Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးဖြစ်ပါတယ်ဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြစ်တာရက်ခံကြပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပရိသတ်တွေစီကိုချပြခြင်းတဲ့သတင်းကတော့ငါ့ကိုအဖိုးကြီးဖြစ်တဲ့ဒီစောင့်ခိုင်းမနေနဲ့မင်းနဲ့မကြည့်ဝဲထိုးဖို့ငါအသိရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ထပ်မံစိန်ခေါ်လာတဲ့ချန်ပီယံဟောင်းပန်တိုဂျာရဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ပန်တိုဂျာနဲ့ဂျိုရှွာဗန်နုကပြီးခဲ့တဲ့2025နှစ်ကုန်ပိုင်းမှာထိုးသက်ခဲ့ကြတဲ့အဲ့ဒီပြိုင်ပွဲမှာဂျိုရှွာဗန်ကပန်တိုဂျာကိုအလဲထိုးနဲ့အနိုင်ရသွားတယ်အလဲထိုးနဲ့အနိုင်ရခဲ့တယ်ဆိုပေမဲ့ injury ကြောင့်အနိုင်ရခဲ့တယ်လို့ပြောလို့ရတယ်ဂျိုရှွာဗန်ကိုယ်တိုင်ကတော့အဲ့ဒီပြိုင်ပွဲအပြီးမှာသူ့အနေနဲ့ချန်ပီယံခဘတ်ကိုရတာဝမ်းသာတယ်ဒါမဲ့ပန်တိုဂျာနဲ့မကြည့်ပွဲထိုးဖို့အသင့်မဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ကန်လန်းခဲ့တယ်ဒီလိုအနေထားမျိုးမှာပန်တိုဂျာကချက်ချင်းကြီးမကြည့်ပွဲထိုးနိုင်ခြင်းမရှိခဲ့ဘူးဒါကလေသူ့ရဲ့ဒဏ်ရာကအနည်းဆုံး6လကျော်လောက်နားယူရမှာဖြစ်တဲ့ကြောင့်မလို့သူကနားနေရတယ်အဲ့လိုမျိုးအနေထားမှာ UFC ဘက်ကဂျိုရှွာဗန်နဲ့တက်စထရိုတိုင်နာတို့ကိုပွဲတက်ပေးခဲ့တယ်ဒီလိုအခြေအနေမျိုးမှာဗျာတကဘာလုံးကပရိသတ်တွေကဂျိုရှွာဗန်ကပေပါဘော်ကချန်ပီယံဆိုပြီးတော့မှထုတ်ဖို့ပြောဆိုနေကြတယ်ဗန်ကိုလှောင်ကြတယ်တယော်ကြတယ်ဒီလိုအနေထားမျိုးမှာပန်တိုဂျာကလည်းတယောက်ပါဝင်ပဲဗျာသူကဂျိုရှွာဗန်နဲ့ထိုးမဲ့တက်စထရိုတိုင်နာဘက်မှာပဲကျင်းပြီးရှိနေတဲ့တိုင်နာပဲနိုင်သွားမယ်တိုင်နာပဲနိုင်မယ်ဆိုတဲ့ပုံစံနေနဲ့ပြောနေတယ်ဂျိုရှွာဗန်ကကန်ကောင်းလို့ချန်ပီယံဖြစ်လာတဲ့ကောင်ဒီကောင်ကဘလို့ဘာညာဆိုပြီးစသဖြင့်များလေးကျနေတာတောက်လျှောက်ပဲဂျိုရှွာဗန်ကိုမနာလိုစိတ်ကလည်းအပြည့်ရှိနေတဲ့ပုံပေါက်တယ်တကဘာလုံးကပရိသတ်တော်တော်များများကလည်းဒီလိုမျိုးပုံစံပဲဗျမင်းအနေနဲ့တက်ဆူရိုတိုင်နာကိုနိုင်မှာမဟုတ်ဘူးပန်တိုဂျာပြန်လာရင်လည်းမင်းကိုဖျင်းအောင်မှာဆိုတဲ့ပုံစံနေနဲ့ပြောသွားဒါပေမဲ့တက်ဆူရိုတိုင်နာနဲ့ပွဲအပြီးမှာတကဘာလုံးကပရိသတ်တွေရဲ့အမြင်ကပြောင်းသွားတယ်ဂျိုရှွာဗန်ကတကယ်ထိုက်တန်တဲ့ခြာတိန်လေးပဲဒီကောင်လေးကဒီလောက်ထိစွမ်းဆောင်ရည်လေးချပြနိုင်တယ်ဆိုပြီးတော့မှလက်ခံလာကြတယ်အဲ့ဒီထဲမှာပန်တိုဂျာမပါဘူးဗျာပန်တိုဂျာကအခုချိန်စီသူကဂျိုရှွာဗန်ကိုနိုင်တယ်သူပဲဂျိုရှွာဗန်ကိုဖြုတ်နိုင်မယ်ဆိုတဲ့ပုံစံအနေနဲ့လေလုံးထွားနေသေးပါတယ်အချို့ပရိသတ်တွေကပန်တိုဂျာမင်းကအသက်ကြီးနေပြီဂျိုရှွာဗန်ကိုမင်းနိုင်မှုဆိုတာမလွယ်ကူနေဘူးဆိုတဲ့ပုံစံမျိုးပြောရင်ပန်တိုဂျာကတော်တော်ကမှအသေးရတဲ့ပုံပေါက်တယ်သူလုံးဝနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုချပြခြင်းနဲ့ပုံပါပန်တိုဂျာကမကြသေးခင်ကဂျိုအေးမာဆွီဒင်နဲ့ပေါ့ကတ်တစ်ခုလုပ်တယ်အဲ့ဒီအနေထားမျိုးမှာဂျိုအေးမာဆွီဒင်ကပန်တိုဂျာကိုမေးတယ်ဂျိုရှွာဗန်နဲ့မင်းပြန်ပြင်းမာလားဗန်ကိုဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံနေနဲ့မေးတော့ပန်တိုဂျာကငါကအစင်သင့်မယ်ငါထိုးသက်ချင်နေပြီဂျိုရှွာဗန်ငါ့ကိုအချိန်ကြာကြီးစောင့်ခိုင်းမနေနဲ့ငါမင်းနဲ့ထိုးဖို့အသင့်မယ်ဆိုတဲ့ပုံစံနေနဲ့လေလုံးထွားတယ်ပြီးတော့သူကဘယ်လိုမျိုးပြောလဲဆိုတော့တက်ဆူရိုတိုင်နာနဲ့အခင်းချင်းမှာသူကဂျိုရှွာဗန်ကိုတကယ်ချန်ပီယံအစစ်ပြသတ်မှတ်တယ်။ကောင်းမွန်လုံးနဲ့စွမ်းဆောင်ရည်ချပြနိုင်ခဲ့တဲ့အတွက်ဝမ်းသာတယ်။ဂျိုရှွာဗန်ငါနဲ့မကြခင်မင်းနဲ့ပြန်ဆုံကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂျိုရှွာဗန်ကိုဂုဏ်ပြုကြောင်းနေပြောတယ်ပြီးတော့သူနဲ့တွေ့ကျင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်သွားပါတယ်။ဒါအပြင်ချန်ပီယံဟောင်းပန်တိုဂျာကသူ့အနေနဲ့ဂျိုရှွာဗန်ကိုသူ့ကျိုးရှိနဲ့မှန်လန်ထားဖို့သူနဲ့ပွဲထိုးဖို့အမြန်ဆုံးလက်ခံဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဂျိုရှွာဗန်ကိုအခုလိုမျိုးစိန်ခေါ်သွားခဲ့ပါတယ်။ကျွန်တော်ကတော့နောက်ပွဲမှာချန်ပီယံစိန်ခေါ်ပွဲပဲထိုးကျင်တာပါဂျိုရှွာဗန်ကလည်းမကြည့်ပွဲပြန်ထိုးကြမယ်ဆိုပြီးပြောနေပါတယ်ဒီနာဝိုက်ကလည်းဒီပွဲကိုပြန်တည်ပေးမယ်ဆိုပြီးလုံးဝကိုပြောဆိုထားတယ်လေကျွန်တော်ဘက်ကအမြဲတမ်းအဆင်သင့်ဖြစ်နေမှာပါဂျိုရှွာဗန်ကတော့ကျွန်တော်ကိုအဖိုးကြီးဖြစ်သွားအောင်စောင့်ခိုင်းနေအောင်ပဲထင်ပါတယ်အင်ဖြူတော်မှာကျင်းပမယ့်ပြိုင်ပွဲမှာလည်းဆွဲလို့ရတယ် International Fight Week မှာဆိုလည်းကျွန်တော်ကအဆင်သင့်ပါပဲဂျိုရှွာဗန်ငါအဖိုးကြီးဖြစ်သွားတဲ့ဒီမဆောင်ခိုင်းနဲ့ကွာငါဘက်ကအစင်သင့်မလို့မကြေပွဲကိုချက်ချင်းစော်လိုက်ကြရအောင်ကွာဆိုတဲ့ပုံစံမျိုးနဲ့ချန်ပီယံဟောင်းပန်တိုဂျာကလေလုံးထွားသွားပါတယ်ပန်တိုဂျာကသူ့အနေနဲ့ International Fight Week ကာလမှာလည်းထိုးလို့ရတယ်အင်ဖြူတော်မှာကျင်းပမယ့်ပွဲစဉ်မှာလည်းထိုးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းသွားတာပါအမှန်တိုင်းပြောရရင်သူပြောတဲ့ပွဲတွေမှာပါဝင်လာဖို့ဆိုတာရာခိုင်နှုန်းလုံးဝမရှိသလောက်ပဲဘာကြောင့်လဲဆိုတော့အင်ဖြူတော်ကတွဲဆိုင်တွေကလည်း official ချပြပြီးနောက်3ပတ်နေရင်ကျင်းပတော့မှာမန်နဲ့သူ့ရဲ့ပွဲကဒီပွဲမှာပါဝင်လာစရာလုံးဝအကြောင်းမရှိဘူး promotion ဘက်ကအဲ့ဒီပွဲမှာဂျိုရှွာဗန်ကိုပန်တိုဂျာကိုသူတို့က special guest အနေနဲ့တော့ဖိတ်ထားတာ family တွေတော့တက်ကမှာဒီလိုအနေထားမျိုးမှာပန်တိုဂျာကဒီလိုကြီးထုတ်ပြောသွားတယ်ဒါကတော့နည်းနည်းလေးယုတ်တိမရှိဘူးလို့ကျွန်တော်ကပြောချင်တယ်
ပြီးတော့နောက်တစ်ချက်က International 5 week ကာလမှာကျင်းပမဲ့ UFC 329ပြိုင်ပွဲမှာထိုးကျင်တယ်ဆိုပြီးစိန်ခေါ်တယ်ဒါကလည်းဖြစ်ဖို့ရာခိုင်နှုန်းနဲ့တယ်အဲ့ဒီ UFC 329ပြိုင်ပွဲမှာကအထက်ကခေါင်းပွဲက corner ကိုပွဲထုတ်ထားတာ corner နဲ့ Max Holloway တို့ရဲ့မကြေဝဲဒီလိုအနေထားမှာကိုမိန်းeventပွဲစဉ်ကလည်းတပြင်းအခြားတွဲဆိုင်တွေကိုလည်းချပြထားပြီးဒီတော့အဲ့ဒီပွဲမှာပါဝင်လာဖို့ဆိုတာကလည်းရာခိုင်နှုန်းလုံးဝနဲတယ်ဒါကြောင့်လဲဆိုတော့ဗျာ Joshua Van ကအခုမှပွဲထိုးသက်ထားတာဗျာအခုဆိုရင်အရှေ့တောင်အာရှကိုရောက်နေတာဒီလိုအနေထားမျိုးမှာ fan ကိုချက်ချင်းကြီး promotion ဘက်ကတော့ပွဲပေးမှာမဟုတ်ဘူးဗျာ။ဒါကြောင့်လဲဆိုတော့ Joshua Van လည်းအနားယူအောင်ပဲပြီးရင် training တွေပြန်လုပ်ကြအောင်ပဲ။အဲ့လိုမျိုးကြောင့် Joshua Van ကိုချက်ချင်းပွဲပေးဖို့ဆိုတာမဖြစ်နိုင်ဘူး။9လပိုင်းမှာကျင်းပမယ့် UFC 329ပြိုင်ပွဲမှာလည်း fan နဲ့ fan တို့ကြတို့ရဲ့ပွဲကဖြစ်လာဖို့ရာခိုင်နှုန်းလုံးဝမရှိသလောက်ရှားနေတယ်ဆိုပြီးတော့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ဖြစ်နိုင်ရင်ရှိတာက9လပိုင်း10လပိုင်းအဲ့ဒီပတ်ဝန်းကျင်တွေမှာကျင်းပမယ့်ပြိုင်ပွဲတွေမှာပါဝင်လာနိုင်တဲ့ဒါမှမဟုတ်နှစ်ကုန်ပိုင်းရောက်မှာပါဝင်လာနိုင်တာမျိုးလည်းရှိတယ်ဗျာ။ Joshua Van ကချန်ပီယံဖြစ်လာပြီဆိုတော့ promotion ကအရင်လိုမျိုးလောဆော်နေမှာမဟုတ်ဗျာ Joshua Van ကိုအရင်လိုအားတဲ့အတိုင်း short notice ပုံစံမျိုးတွေနဲ့ထည့်ပေးနေမှာမဟုတ်ဘူး Van ကိုလည်းသူတို့ကစနစ်တကျပြင်ဆင်ခိုင်းအောင်မှာပြီးတော့ Van အဆင်ပြေတဲ့အနေထားမှာသူတို့ကထိုးတက်ခိုင်းမှာဗျာဒါကြောင့်မလို့ပန်တိုဂျာပြောသလိုတော့ချက်ချင်းကြီးပွဲထိုးရဖို့တော့မရှိဘူးဒါကတော့ပန်တိုဂျာနဲ့ Joshua Van တို့အခင်းချင်းပန်တိုဂျာက Joshua Van ကိုစိန်ခေါ်နေတာတော်တော်များနေပြီJoshua Van ဘက်ကတော့လက်ရှိချိန်မှာဒီအခင်းချင်းနေတဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ထားတာမျိုးမရှိပါဘူးဟုတ်ကဲ့ပါဒါကတော့ Joshua Van ကိုပန်တိုဂျာကသူ့အဖိုးကြီးမဖြစ်ခင်မှာသူနဲ့ထိုးတက်ဖို့လက်ခံမှာဆိုတဲ့ပုံစံမျိုးနဲ့လေလုံးထွားလာတဲ့အကြောင်းကိုပရိသတ်တွေကိုဖောက်သည်ချပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်တစ်ထပ်ပြီးကျွန်တော်ပရိသတ်တွေစီကိုပြောပြခြင်းတဲ့သတင်းကလက်ရှိမှာကျွန်တော်တို့မြန်မာကုံဆောင်ဖိုင်နယ်လေး Joshua Van ကမလေးရှားကိုရောက်နေပြီမနေ့ကမလေးရှားကိုရောက်လာတယ်ပရိသတ်တွေကနည်းနည်းနော်မဟုတ်ဘူးတောင်းတောင်းဖြားဖြားနဲ့ချန်ပီယံလေးကိုကြိုးဆိုကြတယ်ဒီစိတ်မှာကလေးကဝင်းရင်အားပေးတဲ့ပရိသတ်တွေကမနေဘူးအမှန်တကယ်ဆိုရင်ချင်း refugee committee ကဗျာ29ရက်နေ့မှာပွဲလုပ်မှာဒါမဲ့ Joshua Van ပရိသတ်တွေကများလို့သူတို့က fan ရောက်ပြီးချင်းမှာပဲသူတို့ကညာပိုင်းမှာတပွဲစီစဉ်ပေးတယ်ဖြူကျော်သိန်းလည်းရှိတယ်ပြီးတော့29ရက်နေ့မနက်ဖြန်မှာတပွဲထပ်လုပ်ပေးမယ်အဲ့ဒီပွဲမှာတော့ဘယ်လောက်တော့များလိုက်မလဲဆိုတာစဉ်းစားကြည့်လို့ရတယ်အခုတော့မှပဲဗျာတော်တော်များတယ်လူတွေက Joshua Van ကိုလည်း security တွေနဲ့ဒါမဲ့ပရိသတ်တွေကတော်တော်များများအားပေးကြတယ် fan လည်းပျော်နေမယ်လို့ထင်ပါတယ်ဓာတ်ပုံရိုက်ချင်တဲ့ပရိသတ်တွေအတွက်ကတော့အဆင်မပြေသေးဘူး။ဘာကြောင့်လဲဆိုတော့လူတအားများလုံခြုံရေးကမနိုင်တဲ့အတွက်ကြောင့်မလို့ Joshua Van နဲ့တယောက်ချင်းစီနဲ့ဓာတ်ပုံတွဲရိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဒါကတော့ Joshua Van လက်ရှိမှာမလေးရှားနိုင်ငံကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းမနေ့ပြန်မှာတွားရောက်ပြီးကြည့်ရှုခြင်းတဲ့ပရိသတ်တွေအနေနဲ့ Chin Refugee Committee မှာတွားပြီးတော့မှကြည့်ရှုလို့ရတယ်ဆိုတဲ့အကြောင်းမလေးရှားရောက်နေတဲ့မြန်မာပရိသတ်တွေကိုသတင်းကောင်းပါပေးတာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြခြင်းတဲ့အကြောင်းအလေးတွေကတော့ဒါပါပဲ Joshua Van ကိုထပ်ပြီးစိန်ခေါ်လိုက်တဲ့ချန်ပီယံဟောင်းပန်တိုဂျာရဲ့အကြောင်းနဲ့မလေးရှားမှာမနေ့ပြန်ပွဲလုံးမယ်ဆိုတဲ့ Joshua Van ရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ဒီမှာလေကျွန်တော် Martial Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Champion ရှေ့ UFC စရှိတဲ့သတင်းတွေနဲ့မြန်မာ Global Fighter တွေထူးခြားတဲ့အကြောင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် MMA လောကစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြတ်တဲ့ခံနေပါတယ်ခင်ဗျာပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ